NLD လွတ်တော်ကိုယ်စားစောက်ဘောတယ်လားကိုအလက်ရောက်လာပြီဆိုရင်ဟေးပါဝါမရှိဘူးလားမပြောနဲ့အာနာမရှိဘူးလားမပြောနဲ့လောက်ရမယ့်ကိစ္စတွေအများကြီးရှိတယ် social impact နဲ့လောက်ရမယ့်ကိစ္စတွေအများကြီးရှိတယ်ခင်ဗျားတို့တိုင်းပြည်ပြဿနာလူတွေကခံနေရမှန်းသိတယ်ဒါပေမဲ့ fight ဖို့မသိတာခံရတဲ့အကြောင်းကိုအနာလုပ်ပြီးတော့တနေ့တနေ့ပြောခဲ့ကြတာနှစ်ပေါင်း60ကျော်လာပြီတနေ့တနေ့ထိုင်ညီးခဲ့ကြတာနှစ်ပေါင်း60ကျော်လာခဲ့ပြီညီးပဲညီးတာပြဿနာတွေရှိနေတာရှိတယ်စတားဆုံးမငင်းဘူးမွတ်စလင်တွေဖျားရှိခိုးကြောင့်မော့ပလီတွေမီးရှို့ခံလိုက်ရတော့ဘာဖြစ်လဲဖေမားမဖျားရှိခိုးတယ်မရှိဘူးတနေ့9ချိန်မွတ်စလင်တနေ့9ချိန်ရှိခိုးတဲ့လူတွေကဖျားရှိခိုးပလီမရှိတဲ့အတွက်ဘာလို့ဒီတိုင်းရှိခိုးကြတယ်ခရစ်ယာန်တွေရောဘာထူးလဲဖျားရှိခိုးကြောင့်အသစ်ကြောင့်မပေးလို့လူနေတိုက်ခန်းနှာခေါင်းပေါက်လေးတွေမှာစုပြီးတော့ခိုးကြောင်ခိုးပဲရှိခိုးရတယ်ဒါလား fucking freedom and democracy တောင်စမ်းသူကြီးဘာလုပ်နေတာလဲ9နှစ်လုံးကျွန်တော်ပြောရရှင်းအရှေ့လူတွေလှုပ်သွားတာဘောပဲရှေ့လူတွေလှုပ်သွားတဲ့အကြောင်းတော့မင်းမပြောနဲ့တော့ရှေ့လူတွေလှုပ်သွားလို့မင်းတော်ထွက်လာပြီမင်းတို့ဖေတောင်ထွက်လာပြီစောက်ဘောတွေထွက်လာပြီမင်းတို့ကလည်းထပ်ပြီးရှေ့လူတွေလှုပ်သွားပြောအောင်မင်းကလည်းစောက်ဘောရောလီးပဲမင်းတို့လွတ်တော်ကိုယ်တွေစောက်ဘော NLD လွတ်တော်ကိုယ်တွေစောက်ဘောတယ်လားကိုအလက်ရောက်လာပြီဆိုရင်ဟေးပါဝါမရှိဘူးလားမပြောနဲ့အာနာမရှိဘူးလားမပြောနဲ့လောက်ရမယ့်ကိစ္စတွေအများကြီးရှိတယ် social impact နဲ့လောက်ရမယ့်ကိစ္စတွေအများကြီးရှိတယ်ဘယ်ဟာမှစောက်အာရုံမထားနိုင်ဘူးအဲ့စောက်ဘောတွေပဲကြောက်ပြီးတော့21ရာစုပင်းလုံးအဲ့နိုင်ငံရေးအမျက်ထုတ်ဖို့ပဲစဉ်းစားနေတယ်နိုင်ငံရေးအမျက်ထုတ်ဖို့နဲ့စောက်ဘောတွေရှိရမဲရရေးစောက်ဘောစကားတွေပြောပြီးတော့ပဲ9နှစ်အုပ်ချုပ်သွားတာဒါပဲအခွင့်အရေးမရှိဘူးဆိုတာကျွန်တော်သိတယ်ဟုတ်လားတက်မရှိဘူးတိုင်ပတ်တယ်ဆိုကျွန်တော်သိတယ်ဒါပေမဲ့ရအောင်လုပ်လို့ရတဲ့တချို့ကိစ္စတွေရှိတယ်အဲ့ရအောင်လုပ်လို့ရမယ်လာလူတွေကစောက်သုံးမကြခဲ့လို့ရအောင်မလုပ်နိုင်ခဲ့လို့မပြောင်းနိုင်ခဲ့လို့9နှစ်လုံးတင်မှာတလုံးဗျာမနေဘူးမသားဘူးတဲ့ယာတူးတွေရအဲ့မှာမတင်ဘူးမသားမှုတဲ့ဝင်ကြီးတွေဖြစ်မိမတွေကဖဲဝိုင်းထောင်းဖြစ်နေတာဝင်ကြီးတဲ့ဝင်ကြီးပေါ့အစိုးရရုံနဲ့ဝင်တိုင်းတင်မှာရန်ကုန်တိုင်းလွတ်တော်အစိုးရလွတ်တော်ကြီးအဲ့ဒါလွတ်တော်ကြီးရှိတယ်ပြည်သူ့မရှိမှရန်ကုန်တိုင်းအဲ့ဒါအစိုးရရုံးပဲလွတ်တော်ပဲဟုတ်ကဲ့တယ်လွတ်တော်ပါလီမန်ဒီမိုကရေစီကဲ့တယ်လွတ်တော်အဲ့ဒါမှထိုင်ရတော့အထွေရန်နေရတော့ဝင်ကြီးဖြစ်ဖင်ရတသက်လုံးတင်မှာမြို့နယ်လေးမှာတောက်လူရမဝင်တဲ့ကောင်တွေကအဲ့မှာဖင်ရတော့တာပဲတိုက်ပုံနဲ့ခေါင်းပေါင်းသားနဲ့လွတ်တော်တက်ရတဲ့ကောင်တွေဖင်ရတော့တာပဲအစင်နဲ့ရှိနေဘူးသားဆိုလည်းမနေဘူးဒီအစိုးရနေအောင်ရောက်လာတဲ့အကြောင်းကိုမရှိတဲ့လူတွေအကြောင်းကိုမရှိဘဲနဲ့ရောက်လာတာမမေ့ထမိန်နာဆွဲပြီးရောက်လာတာလူတိုင်းကိုပြောတာမဟုတ်ဘူးအများစုကိုပြောတာ99%ကိုပြောတာ9နှစ်သလုံးလေပြဿနာပေါင်းတောက်ချက်တော့သူလည်းမလို့ရှင်းတယ်မှာလေသူတော်မှအဲ့ပြဿနာတွေနဲ့နေလာတာသူတော်မှအဲ့ပြဿနာတွေနဲ့နေအဲ့ပြဿနာတွေကြီးအဲ့ပညာရေးနဲ့ကြီးပြီးတော့အဲ့ပြဿနာတွေနဲ့ပဲဒစ်လဲလာတဲ့အစောက်ကရုံးတွေကိုအဲ့လိုမျိုးပြောသမျှယုံလာတဲ့ကောင်းတကောင်ပဲအဲ့ဒါကိုဘာမှလည်းမပြောရဘူးအစွမ်းစားဆိုတာလည်းမရှိဘူးဖောက်ထွက်ဖို့တို့အဲ့လို cultural revolution ဆိုတာ away fucking away အဲ့လိုကောင်တွေက9နှစ်လုံးအဲ့ဒါခက်တယ်လုပ်လို့မရဘူးကျွန်တော်မှအာနာမရှိဘူးကျွန်တော်မှအာနာမရှိနေမကြီးတော့ထွက်တော့လေအာနာမရှိနေမကြီးတော့ဘာလို့လဲဆိုဒီလာသာနဲ့ပြည်သူလူထုတွေပေးထားတဲ့အဆောင်ရောင်းနေမဲ body card တွေနဲ့ကားတွေနဲ့အိမ်တော်တွေမှာမင်းတို့ကဘာကိစ္စလုပ်လို့လည်းမရဘူးလုပ်လို့မရဘူးဆိုထွက်လေဘာလုပ်တာလဲအဲ့ဒါပြောတာပေါ့ကိုစောက်လို့ကိုမသိဘူးကိုစောက် professional မရှိဘူးကိုစောက်သုံးမကြတာကိုမသိဘူး9နှစ်တော့မိန်းနေလိုက်အောင်မယ်နောက်နှစ်လည်းမမေးရနိုင်ပါပဲဒီရွေးကောက်ပွဲလည်းမမေးနိုင်ပါဘောမမေးရနိုင်ပါပဲမမေးမနိုင်တဲ့အကြောင်းမရှိဘူးမမေးနောက်မှာစောက်ဘောတွေအများကြီးပဲဆိုတာအဲ့စောက်ဘောတွေကသိတယ်